မင်္ဂလာပါရှင်နှစ်ထပ်တိုက်သစ်ကလေးကိုရောင်းပေးချင်ပါတယ်ရှင်ကဲလက်တင်တက်နေရုံပါပဲရှင်တောင်တကုံမြို့နယ်55ရပ်ကွက်မှာရှိတဲ့အကျယ်ဝန်းလေးကတော့20-60လေးပါပိုင်ဆိုင်မှုလေးကတော့ပါမစ်မူရင်းဆောင်လေးပါရှင်အောက်ထပ်မှာဆိုရင်တော့ကျွန်တော်တို့ဧကန်းကျယ်နဲ့စင်ကဲအခန်းကျယ်ပါရှိပါတယ်ရှင်ဒီဖို့ကြောင့် facility အပြည့်ပါရှိပြီးတော့ကျွန်းတကားများလည်းတက်ဆင်ပေးထားပါတယ်ရှင်ပိုင်ဆိုင်မှုကတော့စိတ်ကြိုက်ဝယ်ယူစစ်ဆေးလို့ရပါတယ်အိမ်ရဲ့အလှည့်လေးကတော့အရှိတောင်အလှည့်လေးပါရှင်အပေါ်ထပ်မှာဆိုရင်တော့ကျွန်တော်တို့ဖျားကန်းကျယ်ပါရှိမယ်ကြမ်းခင်းအပြည့်ကိုလည်းကျွန်းပါကြီးတွေခင်းပေးထားပါတယ်ရှင်တံပန်းအပြည့်တက်ဆင်ထားတဲ့ပတင်းပေါက်တွေလည်းပါရှိပါတယ်ရှိရန်ဒါကျင်လည်းပါရှိပါတယ်ရှင်ပဝင်းကျင်တန်းလမ်းဝင်ထွက်တာသောနေရာလေးပါရှင်ခေါ်ကားလမ်းမကြီးအနီးနဲ့မောင်မကန်လမ်းအနီးမှာတည်ရှိပါလေရှင်အပေါ်ထပ်မှာဆိုရင်တော့စင်ကယ်နှစ်ခန်းနဲ့မာစတာတစ်ခန်းပါရှိပါတယ်ရှင်ဈေးနှုန်းလေးကတော့သိန်း4500ကိုမှပိုင်ရှင်တရန်ညှိနှိုင်းလို့ရပါတယ်ရှင်ကျန်းကင်းအပြည့်ကိုမှကျုံးပါကီတွေလည်းခင်းပေးထားပါတယ်ကဲဒီအိမ်လေးကိုစိတ်ဝင်စားရဲဆိုရင်တော့3940 200 29 ကိုဆက်သွယ်လိုက်ပါရှင်ကျေးဇူးပါ